ရောက်ရင်ဒီမျိုးထုံပြန်လောက်ရမယ်ဆိုတာအဲ့တော့အစားနဲ့ဝေးသွားတဲ့အချိန်ကာလတစ်ခုရောက်တဲ့အခါကျတော့ခန္ဓာကိုယ်ကလိုအပ်တဲ့စွမ်းရည်လို့ခေါ်မှာပဲအဲ့ energy အတွက်အရာတွေကိုပထမတုံးထားတယ်လေတိန်ထားတယ်ဟိုအစီထဲမှာသွားဆူထားတဲ့အရာတွေရဲ့ကြွသားထဲမှာသွားဆူထားတဲ့အစီတွေရဲ့အသေးထဲမှာဂလိုကိုဂျင်အနေနဲ့တိန်ထားတဲ့အရာတွေရဲ့ဟောလိုအပ်လာပြီလို့တတိပေးတယ်အ90နားရောက်သွားတဲ့အခါပေါ့ထားပါတော့80 140လို့ဒီလိုနားလေထားတာဟုတ်ဒါအချမ်းမင်းပြောတာနော်အဲ့တော့90ရောက်ပြီဆိုတာနဲ့လူခန္ဓာကိုယ်ပုံစံတစ်မျိုးဖြစ်သွားပြီအကြဟာမရတော့ဘူးတွေးထဲမှာအချူပြန်ညှိရတော့မယ်လိုအပ်တာတွေလောက်ရတော့မယ်ဆိုရင်ဟိုဘက်ကဒီလောက်ဟောတောက်လျှောက်ဖိနေတဲ့အင်ဆူလင်ကနားပေးရမယ်ခဏအုံနောက်ကလမ်းသတိပေးတယ်လေဒီမှာမရတော့ဘူးအချူညှိရတော့မယ်ဆိုတော့နားပေးတယ်နားပေးပြီးတော့ဂလူကောင်ကိုပြန်တက်လာရမယ်အဖဆဲကထုတ်တယ်ဂလူကောင်ကိုတက်လာရမယ်တက်လာရင်ဂလူကောင်ကလက်ရှိအသေးမှာရှိနေတဲ့တင်းထားတဲ့အရန်စွန့်ရည်အနေနဲ့တင်းထားတဲ့ကလပ်ကိုချင်းထုတ်တော့မယ်ပြပြီးကိုဘက်ကြော်သားထဲမှာထားတဲ့အစီထဲမှာထားတဲ့စုထားတဲ့အစီတွေကအရာတွေပြန်ထုတ်တော့မယ်တွေးအချိုကိုပုံမှန်အတွင်းပြန်ရအောင်သူပြန်ညှိလိုက်မယ်အဲဒီကြရင်အစ်ဆူနီယာခဏနာမယ်ဂလူကာကောင်ကကြီးဆိုးမယ် stage ကိုကြည့်နှစ်ခုပထမအချာတာချားလိုက်တဲ့အခါကျတော့ဖြစ်သွားတဲ့ပုံစံနဲ့တွေ့ခန္ဓာကိုယ်လေပတ်တဲ့ metabolic ပုံစံက high glucagon နဲ့ high insulin နဲ့ low glucagon ဖြစ်လိမ့်မယ်တက်လာတဲ့တွေးတွေကအချိုတွေကိုဖယ်စရာရှိတာဖယ်မယ်တင်းစရာရှိတာတိမ့်မယ်ဒါကပထမစားချလိုက်တဲ့အဆင့်အစာနဲ့9နိုင်6နိုင်လောက်ဝေးသွားတဲ့အခါကျတော့ပုံစံပြောင်းသွားတယ်အဲကျတော့ high glucagon နဲ့ low insulin ပြောင်းပြန်နေပြရတယ်ဒါက metabolic မှန်နေတဲ့လူတယောက်ကတွားတယ်ပုံစံမိဆိုရင် metabolically healthy ဖြစ်တယ်လို့ဆိုလို့တဲ့ insulin ရင်ပါတွန်းကန်မှုမရှိသေးတဲ့သူတွေမှာအဲ့ဒီပုံစံနဲ့တွားတာယနေ့အသက်30အောက်ပေါ့ပြောရင်25ပတ်လေလောက်ပေါ့တာမန်ကျန်းကျန်းမာတွားလာနေကြတဲ့လူငယ်တွေမှာအဲ့ဒါလိုရှိတယ်ချားဖြစ်မှဖြစ်ယောဂကင်းစင်တဲ့သူတွေမှာအဲ့လိုမဟုတ်တော့ဘဲနဲ့အသက်30ကျော်လာတယ်စားတောက်မှုပုံစံနဲ့20 30အတိုင်းပဲဆက်စားတယ်အဲ့ဒီကြတော့အကုန်လုံး insulin ရင်ပါတွန်းကန်မှုတွေကအရန်နီးလာတယ်ကတ်လာတယ်စိတ်လာတယ်အချိုတွေထည့်တာတွေကများလာတယ်များတဲ့အချိုကိုလိုက်ထင်းရတဲ့ insulin ဖိရတဲ့ပမာဏတခါ pancreas ဆိုတာလည်း30ကျော်နောက်ပိုင်းကျတော့ရာခိုင်နှုန်းလိုက်ကျလာတယ်ထုတ်လို့မှုစွိုင်းနေ insulin ထွက်လာလို့ပြောရင်အတလွတ်ထွက်လာလို့မရဘူးလေဗျာမြစ်ဆွဲတယ်ပြင်ပန်းနေဗျာ insulin ကြီးစိုးတဲ့ခန္ဓာဆိုတာမြစ်ဆွဲလို့ကြားဘူးမှာပါစားပြီးတိတ်မကြောက်ကြောက်ရတက်လို့ပြင်းနေဖြစ်လို့ညတို့နေစင်းကြတာလို့တခါဒီတမောတော့ပြေးအိမ်မှာချို့လို့မရတော့ဘူးနင်းရနှိပ်ရဖြစ်မှာအဲ့မှာလူသားပိန်တာတိတိလေးစားရှိတာစင်တက်နေလို့တော့ရတဲ့လူတွေမြင်ဘူးတာပဲမြစ်ဆွဲတယ် insulin ကြီးစိုးလာရင်အဲ့ဒါလိုလက္ခဏာတွေပြ